taတရားမရလို့ညာလာတာဘုရားကာမောကဘောကဒိဋ္ဌောကအဝိဇ္ဇာဟာစိတ်မောဟာအဝိဇ္ဇာဟာ စိတ်မဟာမကင်းတာအရင်ကသူတနာပြန်ဆိုအဝိဇ္ဇာဟာ အဝိဇ္ဇာဟာစိတ်မောဟာမကင်းတာအရင်ကသူတည်း နာဒိဋ္ဌိညာဝင်စားထင်မှမြင်ကြကြတာ လူဝိနဲ့ပိမတ်ဆွေးလူသာမဟာချက်အလွန်နာငါတာငါမရလင်နာဥစ္စာငါကူငါအစင်မကွာတက္ကာရကြောင့်မာနရီထောင်းကြတာဝိပဿနာဝင်စားထင်လျာမြင်ညကြပါဘာမှရှာမရအတာရကမှန်စွာအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပတ္တ ဖြစ်ရင်ဒီရင်ပြည့်ရင်ချုပ်ခါ ဖြစ်ရင်တည်ရင်ပြ ပြ ည့် ည့်ရ ရင် င်ချုပ်ခါ ရု ရု ပ် ပ် ပ ပ တ တ ္ ္ တိ တိတင်ညာ ဟောက်ပြန်မစိတ်ပါအနိစ္စလက်ခဏရုပ်တရားနံတရားနှဖျားဩနာသိမြည်တီးမကြပါတင်ခါရဟာဘေငါလားမကြာငါဗျာဂတိမာလီဘုံအပေရဲ့စာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှဖျားအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှဖျား6ခုအာယုံကာမဂုဏ်ဆန္ဒပရိစ္ဆသမုပ္ပံရှုပ်ပြန်ဟုတ်လား ရှုပ်ပြန်အတွင်ရှုပ်ပြန် ရှုပ်ပြန်အတွင်ပါတနာရှစ်စရာတွေ့ရသမုဒရာပါမဂ္ဂစီနဲ့ ရှစ်စရာတွေးတော့တမှုရရာပါ ရှစ်စရာတွေ့ တွေး ရ တော့တ သမု မှု ဒ ရ ရာ ရာ ပါ ပါမကစီနဲ့ကုယာမ မဂ္ဂစီနဲ့ကုယာမ လက္ခဏာအရေးဖြင့် 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 လက္ခဏာအရေးဖြင့်ရှုကြပါဒီဘောမာ လိုင်းပေါ်ကနေတေးပုံမှာတချင်းလေးတောင်းထားတာပါရှင်ဒီမှာတမီးလေးကိုကလေးကငယ်သေးတော့လေတေးပုံမှာတချင်းကကြတော့ကလေးနဲ့နည်းနည်းဘယ်လိုပြောမလဲကလေးအရွယ်နဲ့ကြာနည်းနည်းများခက်နေမလားလို့သင်မပေးပဲနေတာအခုလိုင်းပေါ်တောင်းဆိုတာနဲ့နည်းနည်းကိုဒီပုံမှာတချင်းလေးတင်းပေးရင်းနဲ့တင်းပေးလိုက်တာပါအားလုံးကျေးဇူးများတင်ပါတယ် ဒီနေ့တမရရှင် အားလုံးလည်းချစ်ပါတယ်ရှင် ညာကြီးချစ် အားပေးတာလည်းကျေးဇူးတကယ်ပါကျေးဇူးများတင်ပါတယ်နော်